ခင်ဖြစ်သူသည်တမိဖြစ်သူကိုအဝတ်စားများချွတ်ပစ်ကလက်ပြကောင်တရားကိုရွှွတ်နှုံဖြစ်အောင်ထောင်းပြီးသူမ၏တကိုယ်လုံးကိုလိမ့်ကြံခဲ့သည်49ရက်ကြာတွင်တော့သူမ၏ခါးလေးမှာပုံမူတွေ့ရလာပြီးတကိုယ်လုံးမှလည်းရွှေစင်ပိတာတရားတန်ဖိုးရှိသောဆွဲဆောင်မှုရှိသည့်ရနံဆိုးများထွက်ပေါ်လာခဲ့သည်ထိုအခါဖခင်ဖြစ်သူသည်သူမကိုစစ်သူကြီး၏အိမ်တော်သို့ရောင်းစားလိုက်ပါတော့သည်စစ်သူကြီး၏ဇနီးသည်ကိုဝင်ရှိနေသဖြင့်ခင်မုန်းဖြစ်သူကိုပြုစုရန်အိမ်စေတူရွေးချယ်နေခြင်းလည်းဖြစ်သည်စစ်သူကြီးသည်သူမ၏ဆွဲဆောင်မှုရှိသောကိုလုံးကိုပေါက်ကိုမြင်သည်နှင့်တက်မှတ်သွားပြီးသူမကိုအနားမှထားရန်ရွေးချယ်ခဲ့သည်သို့သော9လအကြာတွင်သူမကိုဝင်ရှိလာခဲ့သည်ဝမ်းသာအားရဖြင့်ထိုသတင်းကိုတွားပြောပြသည့်အခါတွင်မူစစ်သူကြီးကသူမကိုရေစလုံးထဲတွင်အတင်းနှစ်သက်ရန်အစီခံများကိုအမိန့်ပေးခဲ့သည်စစ်သူကြီးသည်သူမကိုတခါမျှမချစ်ခဲ့ဘူးပေသူ၏ဇနီးသည်အမွာကလေးများကိုဘေးကင်းစွာမွေးဖွားပြီးဖြစ်၍သူမမှာသုံးမဝင်တော့ဟုသူကယူဆထားသည်နောက်ဆုံးတွင်တော့သူမနှင့်ဗိုက်ထဲကကလေးလေးမှာရေကန်ထဲ၌ရေနစ်တည်ဆုံခဲ့ရပြီးစစ်သူကြီးမှာတော့ဇနီးတွေနှင့်အတူပျော်ရွှင်စွာဆက်လက်နေထိုင်သွားခဲ့သည်သူမသည်နာကျည်းချက်များစွာဖြင့်ဤလောကမှထွက်ခွာသွားခဲ့ရတော့လဲမျက်လုံးပြန်ခွင့်တွင်တော့သူမကိုစစ်သူကြီးအိမ်တော်သို့ပထမဆုံးစတင်ခေါ်ဆောင်လာသည့်နေ့ကိုပြန်ရောက်နေသည်ကိုတွေးလိုက်ရသည့်အတိတ်ဘဝကအဖြစ်အပျက်များကိုပြန်တွေးမိပြီးသူမ၏ကံကြမ္မာကိုအသစ်ပြန်ရည်ရန်တစ္ဆာဆိုလိုက်သည့်စစ်သူကြီး၏ဖခင်သည်ဇနီးတွေတည်ဆုံပြီးကလေးကနောက်အိမ်တော်မပြုဘဲနေခဲ့သည့်နာမည်ကျော်စစ်သူကြီးဟောင်းတဦးဖြစ်ကြောင်းသူမသိထားသည့်ထို့ကြောင့်သူမသည်စစ်သူကြီးဟောင်းကိုမြူဆွဲပြီးစစ်သူကြီး၏မိထွေးဖြစ်ခံယူရန်ဆုံးဖြတ်လိုက်သည်အတိတ်ဘဝကအတွေ့အကြုံအရစစ်သူကြီးဟောင်းသည်မနက်ဖြန်တွင်အိမ်ပြန်လာမည်ကိုသူမသိသည်ထိုညနေမှာပင်သူပြန်လာမည်တရင်ရောက်လာခဲ့သည်စစ်သူကြီးဇနီးသည်မှာဝမ်းသာအားရဖြစ်ပြီးရှက်သွေးတောင်ဖျားနေခဲ့သည်နောက်တနေ့နနက်အစောပိုင်းတွင်သူမသည်စစ်သူကြီးဟောင်းကိုကြိုဆိုရန်အသေးချပြင်ဆင်နေတော့လဲစစ်သူကြီးဟောင်းမှာထိုညတွင်နန်းတွင်၌တည်ခင်းသည့်စပွဲသို့တက်ရောက်ရမည်ကိုမိန်းကလေးကကြိုသိနေသည်ဇနီးတွေမှာညနေဆောင်အထိစောင့်တော်လဲစစ်သူကြီးဟောင်းရောက်မလာခဲ့ပေထိုအချိန်တွင်မိန်းကလေးသည်သူမစုဆောင်းထားသမျှငွေကြေးများဖြင့်အိမ်စေကိုလက်ထိုးကစစ်သူကြီးဟောင်းပြန်လာမည့်လမ်းကြောင်းကိုစုံစမ်းလိုက်သည်သူမသည်အလွန်ပါလွာသောပိတ်ချောအင်ဂျီကိုဝတ်ဆင်ကသူပြန်လာမည့်လမ်းတွင်စောင့်နေခဲ့သည်အဝတ်စားကပါလွာလုံးတစ်ဖြင့်အေးစိတ်မှုကိုခံစားနေရပြီးသူမ၏စိတ်ထဲတွင်ဝေခွဲမရဖြစ်လာသည်ချမ်းသာကြွယ်ဝသောအမျိုးသမီးများစွာသည်သူ့ကိုမြူဆွဲရန်ကြိုးစားခဲ့တော်လဲအားလုံးမောင်းထုတ်ခံခဲ့ရဘူးသည်စဉ်းစားလေကြောက်လေဖြစ်နေတော့လဲမနှက်ဖြန်ကြလေရင်သူမကိုစစ်သူကြီးအိတ်ခမ်းထဲသို့အတင်းပို့ကြတော့မည်ကိုတတိယကဤညတိသာလွတ်မြောက်ရန်တခုတည်းသောအခွင့်အရေးဖြစ်ကြောင်းဆုံးဖြတ်လိုက်ပြီးညမကြမီမှာပင်ခန့်ညားထဲဝါသောစစ်သူကြီးဟောင်းပေါ်လာခဲ့သည်သူနီးကပ်လာသည့်နှင့်အမျှသူမသည်ကြောက်စိတ်ကိုထိန်းကာတတိမွေပြီးသူ၏ရင်ခွင်ထဲသို့မတော်တဆလဲကျသလိုမျိုးဟန်ဆောင်လိုက်သည်သူမမိသူနည်းဟုမေးမြန်းသည့်အခါသူမကသူ့ကိုမသိသလိုဟန်ဆောင်ကရှက်ကိုရှက်ကန်းဖြင့်သူ၏ရင်ခွင်ထဲမှရုံထွက်ရန်ကြိုးစားသည့်သို့သောသူမ၏လှုပ်ရှားမှုကပြင်းထန်သောသဖြင့်ဝစ်စုံ၏ရှေ့ဘက်မှပြေးလျော့သွားကသူမ၏ဆွဲဆောင်မှုရှိသောကိုလုံးကိုပေါက်ပေါ်ထွက်လာခဲ့သည်မိမဆိုလျင်ရှောင်ဖယ်လေးရှိသောစစ်သူကြီးဟောင်းပင်လျင်ရင်ခုန်တန်မြန်လာခဲ့ရသည်မလာခင်ကတည်းကသူမသည်အရက်အနှဲငယ်တောက်လာခဲ့သဖြင့်သူမကိုမငင်းဆန်မှန်းတိလိုက်သောအခါပို၍တတိရှိဖြင့်သူ့ကိုထိတွေ့လိုက်သည်နောက်ဆုံးတွင်တော့စစ်သူကြီးဟောင်းသည်သူမ၏ဆွဲဆောင်မှုကိုမတွန်းလှန်နိုင်တော့ဘဲသူမကိုပွေ့ဖက်လိုက်ပါတော့သည်သို့တော့သူမကိုအိမ်သို့ခေါ်မသွားဘဲတခြားဝင်းချံတစ်ခုသို့ခေါ်ဆောင်သွားခဲ့သည်ထိုညတွင်သူမသည်အမျိုးသားတဦးကိုကျင်းနှက်စေမိနီလန်းမျိုးစုံဖြင့်သူ့ကိုပြုစုခဲ့သည်နောက်တနေ့တွင်သူမသည်ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ကိုတွန်းအားပေးကစစ်သူကြီးအိမ်တော်သို့ပြန်လာခဲ့သည်စစ်သူကြီး၏ဇနီးတွေကသူမကိုပူပြင်းလာသောကျက်စုပြုတ်ကိုစစ်သူကြီးဟောင်းထံတွားရောက်ပို့ဆောင်ရန်အမိန့်ပေးခဲ့သည်သူ့ကိုထပ်မံရင်ဆိုင်ရသည့်အခါသူမအလွန်ရင်ခုန်နေခဲ့သည်စုပ်ပြုတ်ပကံကိုကင်ပြီးစာကြည့်ကန်းထဲသို့တတိထားကဝင်သွားချိန်တွင်တော့စစ်သူကြီးဟောင်းသည်သူမ၏ရှေ့မောက်သို့ရုတ်တရက်ရောက်ရှိလာပါတော့သည်